မုတ်ဆိုင်နဲ့ဆုရမယ်လို့တခါမှမတွေးဘူးမလားအခုကတကယ်မုတ်ဆိုင်နဲ့ဆုရတာ Graph ရဲ့ influencer challenge မှာဝင် join ပြီးတော့ဆုရခဲ့တာပါဘယ်လိုရခဲ့လဲဆိုတာပြပြမယ်အရင်ဆုံး Graph ကနေကိုစားချင်တဲ့မုတ်ကိုမှားထားတယ်ရောက်လာပြီဆိုရင် Graph moment မှာ post တင်ဖို့အတွက်ပုံရိုက်မယ်စားတောက်တွေကိုတေချာရတာကန်စားပြီး Graph moment မှာ post တင်လိုက်တာနဲ့ level လိုက်စုတွေအပြင်ကို July လကနေပြီး September လအထိကို top influencer တဦးစီတိုင်းအတွက်လည်း iPad 11 ချန်တစ်လုံးစီလက်ဆောင်ပေးအောင်ပါအခုစားနေတဲ့ဝါဦးနဲ့အမဲသားခေါက်ဆွဲလေးလည်းတော်တော်စားလို့ကောင်းတယ်ပုံမှန်မာလာအရသာပဲစားနေကြကိုပြောင်းပြီးယူလိုက်တာအရသာအဆင်ပြေတယ်ဒီထဲမှာပါတဲ့အမဲသားလုံးကိုတော့တိတ်မကြိုက်ဘူးနည်းနည်းပြော့လို့ဒီမာလာရှန်ကောလည်း Graph ကနေပဲမှာထားတာportion လည်းတော်တော်များပြီးတော့2ယောက်စားမယ်ဆိုရင်တော့အသာလေးစားလို့ရတယ်အစားတောက်လည်းတေချာစားပြီးပြီဆိုတော့ Graph ကနေပြီး influencer award ရအောင်လို့ဘယ်လို post တင်ရမလဲပြပြမယ်အရင်ဆုံး Grab app ထဲကိုသွားလိုက်ပါမယ်အဲ့ဒီထဲကနေပြီးတော့ Grab moment ကိုဝင်မယ် Grab moment နဲ့ဝင်ပြီးပုံတစ်ပုံအနည်းဆုံးစလုံးရင်အလုံး100ရေးပြီးတော့ကိုယ့်ရဲ့အစားတောက်တွေ့ကြုံ share လို့ရတယ်အခုလိုမျိုးရေးပြီး post တင်လိုက်တာနဲ့သူ့မှာနောက်ထပ် level အလိုက်စုတွေလည်းရှိသေးတယ် level 1ဆိုရင် post 9ခုစုစုပေါင်း like and save 20ပြည့်တာနဲ့ Graph ကနေပြီး3000ကျော်ဖို့လက်ဆောင်နေရမှာ level 2ဆိုရင် post 10ခုစုစုပေါင်း like and save 50ပြည့်တာနဲ့ Graph ကနေပြီး9000ကျော်ဖို့တောင်လက်ဆောင်ရအောင်ပါကိုတင်တဲ့ moment post တွေကို like and save များအောင်လို့တငယ်ချင်းတွေစီ share လုပ်လဲရတယ်နော် Grab moment မှာ post တင်ရင် iPad 11 ချန်ကန်တူးမဲ့အပြင် top influencer 10ဦးအတွက်လည်း influencer award တွေလည်းရအောင်ပါဆိုတော့ Grab မှာမုံမှာစားရင် post တွေတင်လိုက်တော့နော်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါ bye